မင်္ဂလာပါမန္တလေးမစိုးရင်တိုက်မကြီးရတာဆရာတော်၅ပါးလင်္ကာရဆရာတော်တွေပါတယ်ပေါ့နော်အလူရှင်ကတော့ဦးဝင်းနိုင်ဒေါ်အေးသိမိသားစုကြီးညာပေးမယ်နော်ဆရာတော်တို့ဒကမကြီးတလွဲတွေပြောနေတယ်တင်းကြီးခံပြီးတော့နားထောင်ဦးပညာသားမီလင်္ကာရကင်ခာနီကာဟောင်းဆရာတော်ဒီမှာကင်ခာနီကာဟောင်းတိုးနောက်ကမဝါတစိုးနော်ဆရာတော်နောက်ပြီးတော့ဦးအာတောကလင်္ကာရကင်ခာနီကာဟောင်းနဲ့ကမဝါကင်ခာနီကာဟောင်းအစ်စ်ကိုကမဝါတစုံရောဆရာတော်ဒီမှာဒါကကင်ခာနီကာတစ်နော်ဆရာတော်ဒါကင်ခာနီကာဟောင်းအလှရှင်ကဆရာတော်ဦးဝင်းနိုင်ဒေါ်အေးသိန်းတယောက်ထဲနော်နောက်ပြီးတော့ဒါကမဝါမိုးရချိန်နေတာကမဝါတစုံလဲဦးဝင်းနိုင်ဒေါ်အေးသိမယ်အကုန်လုံးဒီမှာကမဝါတစုံဦးပညာဦးအာတောကနန္ဒာလင်္ကာရနော်ဆရာတော်အဲ့ဒါနှစ်ပါးရှိပြီနော်ဦးအရိယာညာနာအရိယာညာနာကကင်ခာနီကာတစ်ဆရာတော်ဒီမှာကင်ခာနီကာတစ်ဒီမှာအလူရှင်တူရဲပဲနော်ကင်ခာနီကာတစ်ပြီးတော့ဦးကေတဝဒေသနာပြောခင်ဒီမှာငါအုပ်နော်နောက်ပြီးကြတော့ဦးသောပိဒပဋ္ဌာန်းတရားတော်နဲ့ဝိပဿနာအခြေခံအလို့ရှိဦးဝင်းနိုင်ဒေါ်အေးသိမိသားစုကောက်မှုအဲ့တော့ဆရာတော်၅ပါးစာနော်